နိုင်ခင်းပါခင်ဗျာနိုင်ခင်းလောက်ခေါ်တာစီကနေပြန်နေကြိုးလိုက်ပါတယ်ဟုတ်ကဲ့အခုပြပြပေးမယ်အလုပ်ခေါ်စာလေးကတော့တင်ငန်းဆုံးကားစိတ်စံနာမှာခွင့်ယူနေတဲ့ video editor နဲ့ driver position လေးပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါ video editor position တွေကတော့လာစာ8သိန်းနဲ့တွေ့ကြုံပုံကြီးမူတည်ပြီးညှိနှိုင်းပေးပါတယ်junior video editor များလည်းရှောက်ထားနိုင်ပါတယ်လာစာကတော့ပြန်နေညှိနှိုင်းပေးပါတယ် TikTok ကတ်ဗီဒီယိုအစရှိတဲ့ editing များကျွမ်းကျင်ရပါမယ်ကားစိတ်စံနာဖြစ်တဲ့အတွက်ကားနဲ့ပတ်သက်တဲ့ဗီဒီယိုများကိုအထည့်ရပါမယ်ရှင်ဟုတ်ကဲ့ပါ driver လုံးလေးကိုဆက်လက်ပြီးပြပေးသွားပါမယ်driver position တွေကတော့လာစာ4သိန်းနဲ့ညှိနှိုင်းပေးပါတယ် auto manual ရပါမယ်ရေမောင်းလိုက်စင်လေးရှိရပါမယ်ရှင်မောင်းတက်တဲ့နှစ်အထက်ရှိရပါမယ်ရန်ကုန်မြို့တွင်းကျန်းစင်စွာသားလာနိုင်ရပါမယ်အထက်ပါ position တစ်ခုအတွက်အလုပ်ချိန်ကတော့မနက်9:00 ညနေ6ဖြစ်ပါတယ်။တစ်ရက်ကတော့တက်လာနေရပါရှင်။ဒီ position လေးနှစ်ခုကိုစိတ်ဝင်စားလို့ရှောက်ထားခြင်း TikTok bio မှာရှိတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးရှောက်ထားနိုင်ပါတယ်။နောက်ထပ်လည်းအလုပ်ခေါ်စာတွေကိုနေ့စဉ်နဲ့အမြန်တင်သွားပေးမှဖြစ်လို့ Job comment ကို follow လုပ်တာပေးပါအောင်နော်။စိတ်ဝင်စားတဲ့ရာထူးလေးရှိရင်လည်း comment မှာမှတ်သွားပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။